မန်စီးတီးကပြိုင်ဘက်တွေရဲ့အတွက်အန်ဒီရရှိတဲ့အသင်းဖြစ်နေပြီလို့ဂျုံဝါလိုက်တဲ့ဂွာဒီယိုလာမန်စီးတီးနီးပြဖက်ဂွာဒီယိုလာကတော့သူရဲ့နီးပြဘဝပွဲပေါင်း1000ပြည့်မြောက်ခဲ့တဲ့ပွဲမှာလီဗာပူးအသင်းကိုအနိုင်ရခဲ့ပြီးတဲ့နောက်သူ့အသင်းရဲ့ခံမှန်းရခက်တဲ့ကစားဟန်အသင်းကချန်ပီယံလုပွဲမှာသူတို့ပို့ပြီးတော့အန်ဒီရရှိစေရလို့ယုံကြည်ကြောင်းပြောဆိုသွားပါတယ်အာလင်ဟာလန်၊နီဂိုဂွန်ဇာလက်နဲ့ဂျယ်ရမီဒိုကူရိုရဲ့သွင်းဂိုးတွေကြောင့်မန်စီးတီးအသင်းကလီဗာပူးကို3ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီးတော့အာဆင်နယ်နဲ့ရမတ်ကွာဟမှုကို4မှတ်အထိကိုရှော့ချနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂွာဒီယိုလာဟာဒီရာသီတစ်လျှောက်လုံးအသင်းရဲ့ခံစားချက်ဟာပြီးခဲ့တဲ့နှစ်ကထက်တိတိတသားပုံမကောင်းမွန်လာကြောင်းပြောဆိုခဲ့ပြီးတော့ခံမရခက်တဲ့ကစားဟန်မျိုးကြောင့်ပွဲစဉ်တွေမှာသူတို့ကိုအသာစီးရစေတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်ခံစားရတာကစွဲအင်နေပြန်ရလာလို့ပါကျွန်တော်တို့တိုင်းစတဲ့ခံစစ်ကကစားတဲ့ပုံစံကပို့ပြီးတော့ခံမှန်းခက်ပါတယ်ဒါကပြိုင်ဘက်တွေကျွန်တော်တို့ဘာလုပ်မယ်ဆိုတာမသိတော့ပါဘူးပြီးခဲ့တဲ့ရာသီကတော့ဒီလိုမဖြစ်ခဲ့ပါဘူးကျွန်တော်တို့ကောင်းကောင်းမကင်တွင်နိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့တိုက်ပွဲဝင်ဖို့ပန်းနိုင်တစ်ခုမရှိဘူးလို့ခံစားမိတာကြောင့်ပါဘယ်သူမှ၄ချိန်ဇက်တိုက်ဖလားမယူနိုင်ခဲ့ဘူးပါဘူးအဲ့ဒီအရာကိုကျွန်တော်တို့ကလုံနိုင်ခဲ့တော့ဘာဆက်လုပ်ရမလဲဆိုတဲ့အတွေးဝင်ခဲ့ပါတယ်၄ချိန်စက်တိုက်ပရီးမီးယားလိဖလားရခဲ့တာကကျွန်တော်တို့ကိုစိုးစိုးဝါးတက်ရောက်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။နည်းနည်းတော့နားလည်နိုင်ပါတယ်။တူဦးကိုတူဦးတွန်းအားပေးဖို့ကြိုးစားခဲ့ပေမဲ့မလုံနိုင်ခဲ့ပါဘူး။ကလပ်ကမ္ဘာဖလားပြိုင်ပွဲနောက်ပိုင်းမှာတော့ရေဘူးရအားဖြင့်တခုကွဲပြားတာကိုကျွန်တော်တို့ခံစားခဲ့ရပါတယ်။ကိစ္စတော်တော်များများမှာကျွန်တော်တို့ပြန်လာခဲ့ပြီးဆိုတဲ့ခံစားချက်ရှိလာတာကောင်းပါတယ်။ကျွန်တော်တို့ဒီမှာရှိခဲ့စဉ်ကာလအတွင်းရင်ဆိုင်ခဲ့ရသမျှတွေမှာအရေးကြီးဆုံးဖြစ်တဲ့ပြိုင်ဘက်နဲ့ပွဲမှာမယုံနိုင်စရာကောင်းတဲ့နိုင်ပွဲတစ်ခုလက်ဆောင်ပေးခဲ့တဲ့ကစားသမားတွေနဲ့ဝန်ထမ်းတွေကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဂွာဒီယိုလာကပြောဆိုသွားခဲ့ပါတယ်။တစ်ဖက်မှာတော့လီဗာပူးနီးပြအာနီစလောကပထမပိုင်းမှာသူ့အသင်းချေပါကိုပြန်ရဖို့အခွင့်အရေးကိုပယ်ဖျက်ခဲ့တာနဲ့ပတ်သက်ပြီးတော့ပြောဆိုသွားခဲ့ပါတယ်။တောင်ကန်ဘောကနေစဉ်ရလာတဲ့ဘောလုံးကိုဘာဂျယ်ပန်တိုက်ကခေါင်းတိုက်ပြီးတော့ချေပါကိုသွင်းယူခဲ့ပေမဲ့အန်ဒီရောဘတ်ဆင်ကလူချိုအနေထားမှာရောက်ရှိနေပြီးတော့ဂိုးသမားကိုနှောက်ယှက်ပေးခဲ့ရလို့ယူဆခဲ့တဲ့အတွက်ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။အဲဒီအတွက်စလောကသူဟာဂိုးသမားလုံးနိုင်တဲ့ဘယ်အရာကိုမှအနှောက်ယှက်မပေးခဲ့ပါဘူး။ပွဲပြီးပြီးချင်းမှာပဲတယောက်ယောက်ကပြီးခဲ့တဲ့ရာသီကမန်စီးတီးနဲ့ဝူဖ်တို့ပွဲမှာအခုလိုဖြစ်ခဲ့တဲ့အနေအထားကိုအဲဒီတိုင်လူကြီးကပဲခွင့်ပြုခဲ့တဲ့ဖြစ်ရပ်ကိုကျွန်တော်တို့ကိုပြခဲ့ပါတယ်။စီချက်တိုင်ကလည်းအလံထောင်ဖို့73စက္ကန့်တောင်ကြာခဲ့တယ်။အဲဒီအတွက်သူတို့အကြားရှင်းရှင်းလင်းလင်းဆက်သွယ်မှုရှိခဲ့တယ်။ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပါပဲ။အဲဒီကိုသာရလိုက်ရင်ကျွန်တော်တို့အတွက်ပွဲကိုအကောင်းဘက်ကနေတက်ရောက်မှုရှိစေခဲ့မှာပါ။ကျွန်တော်အလေးပေးပြောချင်တာကပထမပိုင်းမှာငကိုမရှိနဲ့ရှုံးနေတာကပွဲကစားပုံရဲ့တရားမျှတတဲ့အယောင်ပြန်ဟန်မှုဖြစ်နေခဲ့တဲ့ဆိုတဲ့အချက်ပါပဲ။ဒါကဘောလုံးမှာဖြစ်တတ်ပါတယ်။ဒီကိုခွင့်မပြုခဲ့တာကမာယွန်းနဲ့ဆုံးဖြတ်ချက်လို့ကျွန်တော်အတွက်တော့မြင်ပါတယ်။ဒါပေမဲ့အဲဒီကိုမရခဲ့လို့ပွဲရှုံးတာလို့ကျွန်တော်ပြောမှာမဟုတ်ပါဘူး။တကိုးစီဖြစ်သွားရင်တောင်စီတီယာသူတို့ကစားတဲ့အတိုင်းဆက်ကစားနေမယ်ဆိုရင်ကျွန်တော်တို့ရုန်းကန်ရအောင်ပါပဲဆိုပြီးတော့စလော့ကပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်းစလော့ကသူ့ရဲ့နီးဗျူဟာတွေကအလုံးမဖြစ်ခဲ့ဘူးလို့လည်းပြောဆိုခဲ့ပါတယ်။ game plan နဲ့နီးဗျူဟာတွေသာအလုပ်ဖြစ်ရင်ကစားသမားတွေအတွက်သူတို့ရဲ့ထိတိုက်ရင်ဆိုင်မှုတွေမှာအနိုင်ရဖို့လွယ်ကူပါတယ်။ဗီလာနဲ့မန်ထရီတိုနဲ့တုန်းကလည်းကျွန်တော်လုပ်ခဲ့တဲ့နီလန်ကအဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့မန်စီးတီးကကျတော့ကွင်းလယ်အတွက်ကစားသမားအများကြီးခေါ်လာတဲ့အတွက်ကျွန်တော်တို့တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ဒေးကြတာပေါ့လူတိုင်းစိတ်ပြက်နေကြတာပါ။ဗီလာနဲ့ရီယယ်မက်ဒရစ်တို့ကိုနိုင်ခဲ့တာကြောင့်ဒီအပတ်ရဲ့အစားကအရန်ကောင်းခဲ့ပါတယ်။ဒါပေမဲ့ပြင်းထန်တဲ့ပြိုင်ဘက်နှစ်သင်းကိုရင်ဆိုင်ခဲ့ရပြီးတဲ့နောက်အေဂျီဟန်မှာမန်စီးတီးနဲ့ကစားရမယ်ဆိုတာကဘယ်အသင်းအတွက်မဆိုခက်ခဲပါတယ်။ကျွန်တော်တို့အတွက်လည်းခက်ခဲပါတယ်ဆိုပြီးတော့စလော့ကပြောဆိုသွားခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။